ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဖေယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1385ခုနှစ်အယုံလပြည့်ကျော်4ရက်2023ခုနှစ်ဇွန်လ6ရက်အင်္ဂါနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဖခင်ကြီးဦးသိန်းအောင်မိခင်ကြီးဒေါ်တန်ပိုတီ3နှစ်ပြည့်အားရည်စု၍တမီမရင်ရွှေထိုင်ဝမ်နှင့်ကွယ်လွန်သူဒေါ်ပိုးအင်အားရည်စု၍ခင်ပွန်ဦးဟန်သိန်းနှင့်တမီမဖြူဖြူ USA ဦးခင်ရွှေဒေါ်မင်းလိုက်မိသားစုရန်ကုန်မြို့ခွန်မင်းဆက်နိုင်နမ်းမွေကျင်းပင်လုံမြို့ဦးစီသူအောင်ဒေါက်တာအေးနန္ဒဝင်းသားမောင်ဖုံးထက်မြတ်တမီမထိတ်ထားစီသူမိသားစုမှမိခင်ကြီးဒေါ်အေးတင်ဤ85နှစ်ပြည့်မွေးနေ့အလှဖခင်ဦးလှဝင်းမိခင်တော်အုံးမြင့်အားအမှုထား၍မညွန့်ညွန့်ဝင်မိသားစုတို့မှစုပေါင်းရှင်ရင်ကျင်းပပြုလို့အပ်သောအွန်လိုင်းဓမ္မသမီးနှင့်ဆက်လင်း၍ကျေးတော်ရှင်ပါမခတ်ချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားရွေတော်ခြေတော်သောဥခ၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဘုရားသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1385ခုနှစ်နေုံလာပြီကျော်4ရက်2023ခုနှစ်ဇွန်လ6ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောပုထုဇဉ်ဘဝမှအရိယဘဝသို့အရှင်မြင့်တင်ခြင်းအကြောင်းတရားဒေသနာတော်ဘဝတစ်ခုတည်းမှာပဲပုထုဇဉ်ဘဝကနေပြီးတော့အရိယဘဝပြောင်းလဲကြရတာဖြစ်တယ်။ဘာနဲ့ပြောင်းတာတော့ဆိုအသိဉာဏ်နဲ့ပြောင်းရတာအသိဉာဏ်နဲ့ပြောင်းတော့ဘယ်လိုပြောင်းသွားတာတော့ဆိုလို့ရှိရင်ပုထုဇဉ်ဘဝမှာနေ့စဉ်နဲ့အမျှဖြစ်ပေါ်စည်းဝင်နေတဲ့ကိလေသာတွေကိုအသိဉာဏ်နဲ့ဖယ်ရှားလိုက်နိုင်လို့ရှိရင်ဒါပုထုဇဉ်ဘဝကအရိယဘဝရောက်သွားတာပဲ။တမန်ရုပ်ခန္ဓာတွေကတော့အတူတူပဲကိလေသာဖြစ်ခြင်းမဖြစ်ခြင်းကွဲပြားခြားနာသွားတယ်။အဲ့တော့ပုထုဇဉ်ဆိုတဲ့စကားလုံးကနေစပြီးတော့ကြည့်အောင်ပုထုဇဉ်လို့မာရီယာခေါ်ကြတယ်ပါဠိစကားလုံးကပုထုဇနပုထုဇနပုထုဆိုတာများစွာသောကိလေသာတွေကိုဇနဖြစ်ပေါ်စေတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့ပေါ့နော်ကိလေသာအဖြစ်များတဲ့ပုဂ္ဂိုလ်ပုထုကိလေသေစနင်းတိတိပုထုဇနာတခြားအဓိပ္ပာယ်တွေလည်းပြထားတာရှိတယ်ဒါပေမဲ့ဒီအဓိပ္ပာယ်ကရိုးတဲ့ရှင်းတယ်နော်ပုထုဆိုတာကိလေသာအများကိုစနင်းတိဖြစ်စေတယ်ဆိုတာဖြစ်နေကြတာရောပါတယ်ပေါ့ဖြစ်ခွင့်ရနေတယ်လူတယောက်ရဲ့တဏ္ဍမှာလောဘတွေဖြစ်ခွင့်ရနေတယ်ဒေါသတွေဖြစ်ခွင့်ရနေတယ်မောဟတွေဖြစ်ခွင့်ရနေတယ်မာနတွေအိတ်တာတွေမရှိအဲ့ဒီကိလေသာမျိုးစုံဖြစ်ခွင့်ရနေတဲ့ဘဝပုထုဇဉ်လို့ခေါ်တာပဲအဲ့တော့ကိုပုထုဇဉ်လားအရိယာလားကြည့်ပဲဆိုရင်ကိုယ်မှာကိလေသာတွေဖြစ်နေသေးတယ်ဆိုရင်တော့ဒါအဖြစ်များနေသေးတယ်ဆိုရင်ဒါကိလေသာပုထုဇဉ်ပဲပေါ့အဲ့တော့ပုထုဇဉ်ဆိုတာကိလေသာတွေဖြစ်များတယ်ဆိုကိလေသာတွေကဘယ်ကနေဖြစ်လာတော့ဆိုမြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ကိုကြည့်မရှိသဝန္တိတပ္ပတိသောတာသဝန္တိတပ္ပတိသောတာသဝန္တိဆိုတာစီဝင်တာတပ္ပတိဆိုတာအာယရဏတွေကနေပြီးတော့စီဝင်နေတာအာယရဏခတ်သိမ်းကနေပြီးတော့ကိလေသာတွေကစီဝင်နေတယ်စီဝင်နေတယ်ဆိုတာတင်စားပြီးတော့သုံးတာရှင်ထဲမှာကိလေသာတွေဖြစ်နေတာဆိုလို့ပဲပေါ့ကဲအဲ့ဒီကိလေသာဖြစ်ပုံလေးကိုနည်းနည်းကြည့်လိုက်အာယရဏဆိုတာဘယ်အရုံလို့ဆိုလို့ရှိရင်
မျက်စိနာနာလျာကာယမနလို့ဆိုတဲ့ဒီအတွင်းအာယတနာ6ပါးနော်လူတိုင်းမှာရှိတယ်မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်စိတ်ရှိတယ်အဲ့ဒါတွေနဲ့လာဆက်သွယ်တဲ့အာယတနာတွေကဒါဣဇာတိကာယတနာလို့ခေါ်ရပေါ့မျက်စိနဲ့လာဆက်သွယ်တာကအဆင်းနားနဲ့လာဆက်သွယ်တာကအသံနှာခေါင်းနဲ့ဆက်သွယ်တာကအနတ်လျှာနဲ့ဆက်သွယ်တာကအယတာကိုယ်ကာယနဲ့ဆက်သွယ်တာကအဋ္ဌိအတွေ့စိတ်နဲ့ဆက်သွယ်တာတော့အာယုမျိုးစုံနော်အဲ့တော့ဒါတွေကကိုယ်တိုင်သိနိုင်တာပဲမျက်စိရှိလို့အစဉ်အာယုနေမြင်ရတယ်နားရှိလို့အသံနေကြားတယ်နှာခေါင်းရှိလို့အနတ်နေရလာတယ်လျှာရှိလို့အယတာသိတယ်ကိုယ်ကာယရှိသည့်တဲ့ကြောင့်ထိတိစိတ်တွေဖြစ်တယ်စိတ်ရှိသည့်အတွက်ကြောင့်စိတ်ကူးစိတ်တန်းတွေဖြစ်ပေါ်လာတယ်တော့အဲ့ဒီမျက်စိနာနာလျှာကာယရူပတ္တကနာရတဖုဒ္ဓပါမနဓမ္မမျက်စိနာနာလျှာကာယမနရူပတ္တကနာရတဖုဒ္ဓပါဓမ္မလို့ခေါ်တယ်အတွင်းအာယုအာယတနာ6မျိုးနဲ့အပြင်အာယတနာ6မျိုးပေါင်းစုံသွားတဲ့အခါမှာဘာတွေစီးဝင်လာတော့ဆိုမျက်စိကမြင်ပြီးတော့အဆင်းအာယုံကိုဆွဲပြုပြီးတော့နှစ်သက်တဲ့သဘောကြတယ်ဆိုရင်တဏှာစီးဝင်လာတယ်မနှစ်သက်ဘူးသဘောမကျဘူးဆိုလို့ရှိရင်ဒေါသကိလေသာစီးဝင်လာတယ်အဲ့လိုမဟုတ်ဘူးအမှတ်တမဲ့ဒါတွေကိုတတိမမူဘူးဆိုလို့ရှိရင်အဝိဇ္ဇာဆိုတဲ့ကိလေသာစီးဝင်အာယုန်တစ်ခုကိုမြင်လိုက်တိုင်းကြားလိုက်တိုင်းနော်အနံ့ရလိုက်တိုင်းစိတ်ထဲကဒီလျှာကအရသာသိလိုက်တိုင်းစိတ်တွေဖြစ်လိုက်တိုင်းမှာဒီကိလေသာတွေဟာဒီပေါင်းစုံမှုကိုအကြောင်းပြုပြီးအာယတနာတွေအတွင်းအာယတနာနဲ့အပြင်အာယတနာဒီနှစ်ခုကိုပေါင်းစုံမှုကိုအကြောင်းပြုပြီးတော့လောဘဆိုတဲ့ကိလေသာတွေဖြစ်တယ်ဒေါသဆိုတဲ့ကိလေသာတွေဖြစ်တယ်မောဟဆိုတဲ့ကိလေသာတွေဖြစ်တယ်အဲ့ဒီကိလေသာတွေကနေဆင့်ပွားပြီးတော့မရေမတွက်နိုင်အောင်များပြားလာတဲ့ကိလေသာတွေဖြစ်ပွားလာတယ်လို့ဆိုလို့အဲ့ဒါပုထုဇဉ်ဆိုအဲ့လိုပဲကိလေသာတွေဖြစ်နေတာဒါကိုသဝန္တိတပ္ပတိသောတာအာယရဏတွေအကြောင်းပြုပြီးတော့အဲ့ဒီကနေပြီးတော့ကိလေသာတွေကဖြစ်ပွားနေတယ်ကေနသောတောပိရိယတိသောတာဆိုတာရေစီးဆင်းလာတဲ့ရေအရင်ဒါကိုတင်စားထားတာတချို့နေရာမှာတော့သောတာဆိုတာနာကိုပြောတာဒါကတော့စီးဝင်နေတဲ့စီးကြောင်းအတိတ်ပဲရေစီးကြောင်းလို့အတိတ်ပဲရရေစီးကြောင်းဆိုတာမြစ်တွေ6နေရာနေပင်လည်းတဲ့စီးဝင်တယ်လို့သူကလည်းနှိမ့်နေပဲကိုစီးဝင်နေတာအဲ့တော့ပုရုဇဉ်ရဲ့တဏ္ဍာမှာကိလေသာတွေကအဲ့ဒီလိုကိုစီးဝင်နေတာမြစ်ကြီးကရေတွေကပင်လည်းတဲ့စီးဝင်နေတယ်လို့သူကစီးဝင်ဘာတွေစီးဝင်နေတော့ဆိုတာကိုတဏှာဆိုတဲ့ကိလေသာတွေစီးဝင်နေတဏှာဆိုတဲ့ကိလေသာဒိဋ္ဌိဆိုတဲ့ကိလေသာတခြားကိလေသာနဲ့ဒုစရိုက်တရားတွေအဝိဇ္ဇာတွေဒါတွေကသူရဲ့တဏ္ဍာမှာဖြစ်လာတာကိုပဲစီးဝင်တယ်လို့ပြောတာနော်တင်စားပြီးတော့အဲ့တော့လူကပင်လယ်ကြီးလို့သဘောထားလိုက်ပင်လယ်ကြီးသဘောထားပြီးတော့ဘေးကပင်လယ်ထဲစီးဝင်တဲ့မြစ်ချောင်းတွေကပါတယ်တော့ဆိုမျက်စိနာနာလျှာကာယရူပတ္တကနာရတ
ဖွတ်တပနောက်မနဓမ္မဆိုတဲ့ဣဇတိကယရဏ6ပါးအာယရဏ6ပါးအဲ့ဒီ6ပါးပေါင်းစုံမှုကိုကြောင့်ပြုပြီးတော့လူတွေရဲ့တဏ္ဍာမှာကိလေသာတွေရှင်နေကိလေသာတွေဖြစ်လာတယ်အဲ့ဖြစ်လာတာကိုပဲစီဝင်တယ်လို့ပြောတယ်နော်ဖြစ်ပွားနေတာကိုပဲစီဝင်တယ်မှန်တော့အပြင်ကလာတာတော့မဟုတ်ဘူးပြန်လာတာတော့မဟုတ်ဘူးရှင်နေမှာဖြစ်တာကိုပြောတာဒါပေမဲ့စာပေအသုံးကြတော့အဲ့ဒီအပေါက်တွေကနေစီဝင်နေတယ်လို့သူတို့သုံးလိုက်တာပေါ့နော်စီဝင်နေတော့အဲ့ဒီလိုစဉ်ဆက်မပြတ်မြင်လိုက်တိုင်းကိရိတာဖြစ်တယ်ကြားလိုက်တိုင်းကိရိတာဖြစ်တယ်အနံ့ရလိုက်တိုင်းကိရိတာတွေဖြစ်တယ်လျာကအရာသာပေါ်လိုက်တိုင်းကိရိတာတွေဖြစ်တယ်ခန္ဓာကိုယ်ထိတွေ့လို့သိလိုက်တိုင်းကိရိတာဖြစ်တယ်စိတ်ကူးကြံစည်လိုက်တိုင်းကိလေသာတွေကဖြစ်လာတယ်ဖြစ်များတယ်ပေါ့နော်မဖြစ်တဲ့အချိန်လည်းရှိတယ်ပေါ့ဥပမာကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်လေးတော့လွတ်ကောင်းလို့မပေါ့ဒါပေမဲ့လို့တမန်အပြင်တော့စီဝင်နေတဲ့အချိန်တွေများတယ်ပေါ့ကိလေသာတွေစီဝင်နေတယ်အဲ့ဒါကြောင့်လို့ပုထုဇဉ်ဆိုတာကိလေသာတွေဖြစ်များတာကိုပြောတာအဲ့ဒါကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ကြည့်ပေါ့ကိုယ်ဆင်ញင်သုံးသပ်ကြည့်လိုက်လို့ရှိရင်ဒါတွေစုံတိုင်းနော်စီဝင်နေဆိုတော့မစုံမဲနေတဲ့အခါကျတော့ဘာဖြစ်တာတော့ဆိုခုနစိတ်နဲ့မနဆိုတာနဲ့တခြားအာယုန်တွေလို့ခေါ်ရတဲ့ရူပယုံတရယုံကတယုံမှာအတ္တယုံဖုဒ္ဓဘာယုံမှာတပါးကျန်တဲ့အာယုန်တွေကိုဓမ္မလို့သုံးလိုက်တာဒီတရားဓမ္မကိုပြောတာမဟုတ်ဘူးစိတ်ကူးထဲမှာပေါ်တဲ့အာယုန်တွေကိုဓမ္မလို့သုံးလိုက်တာအဲ့တော့မနဆိုတဲ့စိတ်နဲ့ဓမ္မဆိုတဲ့အစင်းတန်အနာအရသာအထိတွေ့မှတပါစိတ်ကူးထဲမှာပေါ်လာတဲ့အာယုန်တွေမမြင်ရတဲ့အာယုန်မကြားရဘူးမမြင်ရဘူးမကြားရဘူးအနံ့အနေနဲ့မရဘူးအရသာအနေနဲ့မသိဘူးထိတာအနေနဲ့မသိဘူးစိတ်ထဲမှာသာသိတဲ့အာယုန်အဲ့ဒီအာယုန်အနေနဲ့ဆုံနိုင်လို့ရှိရင်လည်းကိရိတာဖြစ်လာတာပဲအဲ့ဒါကိုစီဝင်တယ်လို့ပြောတာအဲ့ဒါကိုသဝန္တိတပတိသောတာကိရိတာရေစီးချောင်းနေဟာတပတိအာယရဏအားလုံးကနေပြီးတော့သဝန္တိစီဝင်နေကြတယ်ကိုယ်ဘဝကိုတွေ့ကြရင်သိတယ်နော်အဲ့ဒါစီဝင်နေတယ်အဲ့ဒီလိုစီဝင်တာကိုခံနေရတဲ့စီဝင်မှုများပြားတဲ့ပုဂ္ဂိုလ်တွေကိုပုထုဇဉ်လို့ခေါ်တာပုထုဇဏကိလေသာတွေအများကြီးဖြစ်တယ်အဲ့တော့ပုထုဇဉ်ကအရိယဘဝကိုပြောင်းမှုဆိုတာဒါတွေစီဝင်တာတွေကိုပိတ်ပစ်ဖို့လိုတာပေါ့မပိတ်ရင်တော့ကိလေသာတွေကဆက်ဝင်နေအဲ့တော့ပုထုဇဉ်ဆိုတာနှမျိုးခွဲလိုက်တဲ့တခါဒီစီဝင်နေတာကိုစီဝင်မှန်တော့မသိတဲ့ပုထုဇဉ်သူဆိုတာဓမ္မအသိမရှိတဲ့ပုဂ္ဂိုလ်တွေကကိုယ်လောဘဖြစ်လဲဖြစ်မှမသိဘူးလောဘလည်းငါပဲလို့ထင်တာဒေါသလည်းငါပဲလို့ထင်တာမောဟလည်းငါပဲလို့ထင်တာပဲအကုန်လုံးငါနဲ့သဘာဝတရားကိုခွဲခြားမသိနိုင်တော့အောင်မသိတဲ့အသိဉာဏ်ကင်းမဲ့နေတဲ့ပုထုဇဉ်တွေကိုအန္တပုထုဇဉ်လို့ခေါ်တယ်အန္တပုထုဇဉ်အန္တဆိုတာမျက်စိကန်းနေတယ်ဒီနေရာမှာတော့ပညာမျက်စိကွယ်နေတယ်လို့သူတို့ပြောလို့တာအန္တပုထုဇဉ်နာမြတ်စွာဘုရားဟောကြားတဲ့ဒီသဘာဝတရားတွေကိုသိရှိနားလည်ခြင်းမရှိဘူးသဘာဝတရားကိုသဘာဝတရားလို့မသိပဲနဲ့သရဝါလို့ပုဂ္ဂိုလ်လို့ထင်ပြီးတော့နော်လောဘဖြစ်ရတာပဲရတာရှိနေတယ်ဒေါသဖြစ်ရတာပဲရတာရှိနေတယ်ဒါတွေကငါတို့ဘာခိရိတာတွေစီးဝင်နေတာပါလားလို့လုံးဝမသိတဲ့ပုထုဇဉ်
လောကမှာအဲ့ဒီပုဂ္ဂိုလ်တွေများတယ်ဘုရားရဲ့အဆုံးအမတရားတွေကိုမကြားဘူးရင်ဒါတွေသိတော့မသိဘူးလူပဲလို့ထင်တာပဲဒါရရသဘာဝလို့ပဲထင်တာကောင်းတယ်လို့ပဲထင်တယ်လက်ခံထားတယ်ပျော်ပျော်ပါပါကြီးစီဝင်ခံတယ်အပြစ်လို့တော့မသိတော့အဲ့ဒါကိုအန္တပုထုဇဏအသိဉာဏ်မျက်စိကင်းမဲ့နေတဲ့ပုထုဇဉ်အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုနာရတဲ့အခါကျတော့ငါဆိုတာမရှိပါလားတရားဆိုတာလည်းမရှိဘူးသဘာဝတရားရဲ့ဖြစ်မှုတသက်ပဲအဲ့လိုသင်ထားတဲ့အခါသိလာတယ်ဥပမာမြင်နေဆိုတာငါမြင်တာမဟုတ်ပါလားမြင်တာဆိုတာသဘာဝတရားရဲ့စုံစည်းမှုများတာဖြစ်တယ်လို့သဘောပေါက်လာတယ်ဥပမာမြင်တယ်လို့ဆိုတာလူတ attva ကမြင်တာမဟုတ်ဘူးမျက်စိရဲ့အခြေအနေကောင်းခြင်းထို့အခြေအနေကောင်းတဲ့မျက်စိမှာအဆင်အာယုံလားထင်ဟခြင်းမျက်စိကယုတ်တရားတစ်ခုထင်လာတဲ့အဆင်အာယုံကယုတ်တရားတစ်ခုသူ့အကြောင်းနဲ့သူရှိနေကြမျက်စိနဲ့အဆင်ဆုံးလိုက်တဲ့အခါလေးမှာမြင်သိစိတ်ဆိုတာလေးပေါ်လာတယ်အဲ့ဒါလေဆုံလို့ပေါ်လာတာဖြစ်တယ်အဲ့ဒီကြတော့မြင်တယ်ဆိုတာဖြစ်လာတယ်မဆုံးခင်ကမြင်တယ်လို့မဖြစ်ဘူးအဲ့ဒီသုံးခုထဲမှာလည်းပဲတစ်ခုခုချိုးရင်းသွားရင်တစ်ခုချိုးရင်းသွားတဲ့စာမျက်စိကန်းနေတော့၎င်းမှိတ်ထားတော့၎င်းမျက်စိကမမြင်ရတဲ့အနေအထားမျိုးရောက်ရင်ဖြစ်စေသို့မဟုတ်မှိတ်ထားတဲ့အခါဖြစ်စေမြင်တဲ့ဆိုဖြစ်ဘူးတခါအဆင်းအာယုံကမျက်စိကိုလာမတိုက်ဘူးမျက်စိမှိတ်ထားလို့မတိုက်တာသို့မဟုတ်မျက်စိကန်းနေလို့ဆင်းအာယုံထိမှမသိတာအဲ့ဒါဆိုလည်းမြင်သိစိတ်မပေါ်ဘူးမြင်သိစိတ်ပေါ်ဖို့အတွက်ကမျက်စိကလည်းပုံမှန် normal ဖြစ်ရမယ်အဆင်းအာယုံကလည်းလာထိရမယ်ထိတဲ့အခါမှာမြင်သိစိတ်ပေါ်လာတယ်အဲ့ဒီသုံးခုစုံမိခြင်းကိုပဲမြင်တယ်လို့ပြောတာအဲ့ဒါကိုလှုပ်တာလားလို့ဆိုမဟုတ်ဘူးလှုပ်သူရှိလားလို့ဆိုမရှိဘူးမြင်သူရှိလားဆိုမရှိဘူးဒီသုံးခုပဲဖြစ်တာဒီသုံးခုတည်းကဘယ်သူကိုသွားပြီးတော့ငါလို့ပြောမလဲဘယ်သူကိုသွားပြီးတော့ပြုလို့သူလို့ပြောမလဲသုံးခုပေါင်းလို့ဖြစ်တာသုံးခုပဲသုံးယောက်ပေါင်းလောင်းကျော်ဆိုတာအဲ့ဒါသုံးယောက်ပေါင်းမှဖြစ်တာသုံးခုပေါင်းမှဖြစ်တာအဲ့ဒီသုံးခုကိုငါလို့တရားလို့ပဲကိုပြောမလဲတခုတည်းနဲ့လည်းမဖြစ်ဘူးမျက်စိကရုပ်တရားအဆင်အာယုံကလည်းရုပ်တရားနှစ်ခုစုံမိတဲ့အခါမှာဖြစ်ပေါ်လာတာကနန္တရားပြီးရင်သူတို့ကပျောက်ကွယ်သွားကြတယ်နောက်တစ်ခါမြင်နောက်တစ်ခါဖြစ်တယ်နောက်တစ်ခါဖြစ်ပြီးပျောက်ကွယ်သွားတယ်ဒါအချင်းဆုံးကိုပြောတာမြတ်စွာဘုရားလည်းအချင်းဆုံးနေပဲအဲ့လိုသက္ခုံးစပဋိစ္စရူပိစ္စဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အစင်းကိုကြောက်ပြုပြီးတော့သက္ခုဝိညာဉ်စိတ်ဖြစ်တယ်သုံးခုဒိဋ္ဌံသင်္ကတိဖတ်တော့အဲ့ဒီသုံးခုစုံပြီဆိုရင်ဖတ်တာဆိုတာလာတယ်ဝေဒနာစိတ်ခံစားချက်ဆိုတာလာတယ်ဆက်ဖြစ်လာဝေဒနာလာပြီးနောက်ဘာဖြစ်တော့ဝေဒနာပစ္စယတဏှာဟောကိလေသာဖြစ်လာအဲ့ဒါစီးဝင်လာတာပဲလေဝေဒနာပစ္စယတဏှာကိလေသာဖြစ်လာကိလေတဏှာပစ္စယဥပါဒနာဟောထပ်ပြီးတော့ကိလေသာတွေတိုးဝင်လာပြန်တယ်အဲ့ဒီဟာတွေအဖြစ်များနေတာပုထုဇဉ်အဲ့ဒီလိုဖြစ်တာကိုမသိရင်အန္တပုထုဇဉ်သင်ထားသည့်အတွက်ကြောင့်ဒါဒီလိုဖြစ်တာပါလားလို့သိလို့ရှိရင်ကလျာဏပုထုဇဉ်ထဲမှာတော့တုတ္တဘောတုတ္တရှိသေးတဲ့ပုထုဇဉ်ပဲပေါ့ကိုအ ਨੇ ဆုံးပုထုဇဉ်ထဲမှာကလျာဏပုထုဇဉ်မျက်စိကွယ်နေတဲ့ပုထုဇဉ်မဟုတ်ဘူးအမြင်ရှိတဲ့ပုထုဇဉ်ဓမ္မအမြင်လေးရှိသေးတဲ့ပုထုဇဉ်မသိလို့ရှိရင်စီဝဉ္ဉနိုင်ဝင်နေမှာပဲလေဖြစ်ချင်တိုင်းဖြစ်မှာသိပြီဆိုတော့ဒါစီလို့ရသွားတယ်သိတာကိုကဒါပထမကိုယ်မှာဘာဖြစ်တယ်ဆိုတာသိဖို့အသိအရေးကြီးတယ်ပေါ့ကိလေသာဖြစ်တာကိုသိဖို့အရေးကြီးတယ်အဲ့ဒီသိမှပဲသူကဖယ်ရှားလို့ရမှာ哦အဲ့ဒါကြောင့်မို့
ဒုဝေပုထုဇနာဝုဒ္ဓပုဒ္ဒေနာဒိဋ္ဌဗန္ဓုနာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတဲ့ပုထုဇဉ်ကိုနှမျိုးခွဲပြီးတော့ဟောတယ်အန္တောပုထုဇနောဧကောတူကတော့အတိညာမျက်စိမရှိတဲ့အန္တပုထုဇဉ်ကလျာဏေကောပုထုဇနောကျန်တဲ့တူကတော့အတိညာရှိလို့ပုထုဇဉ်ကောင်းနော်အတိညာရှိလို့ကောင်းမြတ်တဲ့ပုထုဇဉ်ဟောပုထုဇဉ်တစ်ခုဖြစ်တာအဲ့ဒီပုထုဇဉ်ဘဝကနေပြီးတော့အရိယာဘဝပြောင်းနေဆိုဘယ်လိုပြောင်းတာလဲအဲ့တော့ခုနမြတ်စွာဘုရားဟောထားတဲ့ပုထုဇဉ်ဆိုတာကိရိတာတွေကစင်စဲမပြတ်ရေစည်းကြောင်းကြီးလို့ကိရိတာတွေစီးဝင်နေဘယ်အနေစီးဝင်တာတော့အာယတနာတွေကလည်းစီးဝင်နေတယ်မျက်စိနာနာလျာကာယမနဆိုတဲ့ရူပတ္တကနာရတဖုဒ္ဓဘာဓမ္မဆိုတာတွေနဲ့ဆုံလိုက်တဲ့အခါမှာလောဘဖြစ်လာတယ်ဒေါသဖြစ်လာတယ်မောဟဖြစ်လာတယ်ဉာဏ်နဲ့ကိလေသာတွေဖြစ်လာတယ်အဲ့ဒီကိလေသာတွေမပြတ်စီးဝင်နေတာအဲ့ဒီစီးဝင်နေတာမသိလို့ရှိရင်အာနာပုထုဇဉ်သိလို့ရှိရင်ကလျာဏပုထုဇဉ်တော့သိရင်ဒါတိုးတက်မှုရှိသေးတာပေါ့အဲ့တော့အစိတာဆိုတဲ့ပါဠိပုံနာကြီးရဲ့တပိတူကမြတ်စွာဘုရားကိုမေးတာကေနသောတောပိတိယတိအဲ့ဒီစီးဝင်နေတဲ့ရေစီးကြောင်းတွေကိုဘာနဲ့ပိတ်ရမလဲ yes ကိရိတာတွေတော့ဘာနဲ့ပိတ်ရမလဲဆိုတာဒါသိအရေးကြီးတာတချို့ကြတော့မသိတော့ဘာဖြစ်တုံးဆိုလို့ရှိရင်မျက်စိမရှိမမြင်ရင်အေးတာပဲမဝင်တော့ဘူးလို့ထင်တယ်ချို့ကြတော့အဲ့ဒါမျက်စိဖောက်ပြတော့မကြည့်ပဲနေနာကြတော့နားမထောင်ပဲနေဆိုတဲ့ပုံစံမျိုးတွေနဲ့အဖြေထုတ်လာကြတယ်အဲ့ဒါတွေကရလာလို့ဆိုမရဘူးမျက်စိကိုဖယ်ရှားရမှာမဟုတ်ဘူးနားကိုဖယ်ရှားရမှာလည်းမဟုတ်ဘူးမျက်စိကိုမှိတ်ထားရမှာလည်းမဟုတ်ဘူးနားကိုပိတ်ထားရမှာလည်းမဟုတ်ဘူးမျက်စိဆိုတာကြည့်ဖို့နားဆိုတာနားထောင်ဖို့ဟုတ်တယ်တားဆီးရမှာကကိရိတာကိုသာတားဆီးရမှာဖြစ်တယ်အဲ့ဒါကိုမတားဆီးရမယ့်ဟာကိုသွားတားဆီးတဲ့ဟာမျိုးတွေဖြစ်တယ်ဘာလို့လဲဆိုရင်ဟိုရင်မြတ်စွာဘုရားနဲ့ဆုံတဲ့ပုံနာပညာတတ်တယောက်မြတ်စွာဘုရားနဲ့ဆွေးနွေးတယ်မြတ်စွာဘုရားကမေးလိုက်တယ်ပေါ့မင်းတို့ဆရာကြီးကဣန္ဒြိယဘာဝနာဒီဣန္ဒြေကိုတိုးတက်အောင်လုပ်တယ်လို့ဆိုတာဘယ်လိုလုပ်တာလဲမြတ်စွာဘုရားရဲ့သာသနာတော်မှာဣန္ဒြေကိုထိမ့်သိမ်းဆောင်းရှောက်ရမယ်ဣန္ဒြိယခုတ်တာသို့မဟုတ်ဣန္ဒြိယတံဝရဆိုတာဆုံးမထားတာရှိတယ်သီလနဲ့ပြည့်စုံရမယ်ဣန္ဒြေကိုစောင့်စည်းရမယ်လို့ဟောထားတယ်ရှိတယ်အဲ့တော့မင်းတို့ဆရာကြီးကရောဣန္ဒြေကိုဘယ်လိုထိမ့်သိမ်းဆောင်းရှောက်တယ်လို့ဟောတော့လို့သူကဘာပြောတော့မကြည့်ပဲနေနားမထောင်ပဲနေတာဒါဣန္ဒြေကိုစောင့်ရှောက်ခြင်းပဲလို့ဖြေလိုက်တယ်သူဖြေလိုက်ပုံကနော်မကြည့်ပဲနေနားမထောင်ပဲနေအဲ့တော့မြတ်စွာဘုရားကထောက်ပြတယ်ဒါဆိုလို့ရှိရင်မျက်စိကန်းနေတဲ့လူတွေကကြည့်လို့မှမရတာနားကန်းနေတဲ့လူကလည်းနားထောင်လို့မှမရတာသူတို့ကဒါဖြင့်အစစ်မြင်တာပေါ့မျက်စိမြင်တဲ့လူတွေမျက်စိကန်းတဲ့လူကပို့အစစ်မြင်သွားနားကြတဲ့လူတွေနားမကြတဲ့လူကအစစ်မြင်အဲ့လိုဖြစ်နေမှာပေါ့ဆိုအဲ့ဒီပုံနာပြန်ပြီးတော့မဖြေတတ်တော့မြတ်စွာဘုရားကမင်းတို့ဣန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်တယ်မင်းတို့ပြောတဲ့ဟာကတခြားငါရဲ့အဆုံးအမမှာအဲ့လိုမဟုတ်ဘူးမျက်စိနဲ့အစဉ်အာရုံကိုမြင်တဲ့အခါမှာမြင်မှုကိုကြောင့်ပြုပြီးတော့လောဘမဖြစ်အောင်ထိရမယ်ဒေါသမဖြစ်အောင်ထိရမယ်မြင်တဲ့ကိုကြောင့်ပြုပြီးလောဘဒေါသမောဟလာတတ်တယ်အဲ့ဒီအချိန်လေးမှာထိမျက်စိကိုပိတ်ထားမှလည်းမဟုတ်ဘူးမမြင်အောင်ရှောင်တိတ်နေရမှလည်းမဟုတ်ဘူးမျက်စိဆိုတာမြင်မှာပဲ
နားဆိုတာလည်းကြားမှာပဲနှာခေါင်းကလည်းအနမ်းရမှာပဲလျှာကလည်းရတာသိမှာပဲခန္ဓာကိုယ်ကလည်းထိတွေ့ရှိတာပဲစိတ်ဆိုတာလည်းစိတ်ကူးစိတ်တမ်းဖြစ်မှာပဲအဲ့ထင်မဲ့တတိနဲ့စောင့်ကြည့်ရမှာကတော့မြင်တဲ့နောက်မှာကြိုက်ခြင်းမကြိုက်ခြင်းဆိုတဲ့ကိလေသာမသိလိုက်ခြင်းဆိုတဲ့အဝိဇ္ဇာအဲ့ဒီကိလေသာတွေနဲ့အဝိဇ္ဇာကိုပဲတားဆီးရမှာတော့မြတ်စွာဘုရားကပို့ပြီးတော့လက်တွေ့ကြအနုမို့ဆိုလို့ရှိရင်မမြင်မဲနေမမြင်အောင်နေမကြောက်အောင်နေဆိုရင်လူတွေဟာလူတော်လူဘဝဆုံးရှုံးသွားမှာပေါ့အဲ့လိုလုပ်တာမဟုတ်ဘူးမြတ်စွာဘုရားလူဟာအမျိုးစုံတွေးတယ်ဥပမာစားလို့အစာအာဟာရပေါ်မှာတွေ့တာတဲ့ကိရိတာဖြစ်တဲ့ဆိုအငတ်ခံပေါ့မစားနဲ့ပေါ့သူတို့အဲ့ဒီပုံစံမျိုးမြတ်စွာဘုရားလို့မဟုတ်ဘူးစားမစားရင်သိမှာအဲ့တော့စားရမယ်စားတဲ့အခါမှာအဲ့ဒီပေါ်မှာတွေ့တာတဲ့စိတ်နဲ့မစားနဲ့အသိပညာနဲ့စားအဲ့တော့ဘုရားဆုံးမကလူ့တဘာဝကိုလည်းမပြည့်စည်စေဘူးရှင်နဲ့ကဖြစ်ပေါ်နေတဲ့မကောင်းတဲ့စိတ်တွေကိုလည်းတားဆီးနိုင်တယ်အဲ့ဒါမှချောင်းကျုပ်စီလျော်ပေါ့သူတို့ကြတယ်အဲ့လိုမဟုတ်ဘူးမင်းဒုက္ခခံမင်းစိန်ကြကြနေရင်ကိရိတာတွေတိုးလိုက်မယ်မင်းစိန်မကြအောင်ကိုယ့်ကိုဒုက္ခခံစူဘောအိတ်စူဘောအိတ်စူဘောအိတ်တာဘာကိရိတာဖြစ်မှန်းသူတို့မသိဘူးစူဘောအိတ်တာနာလိုက်တာစူလိုက်တာဆိုဒေါသကိရိတာဖြစ်နေတာလေလောဘတော့မဖြစ်တာမှန်တယ်တဏှာလောဘတော့မဖြစ်ဘူးဒါပေမဲ့ဒေါသဖြစ်နေဒေါသဖြစ်ုံနေမကဘူးဒီပေါ်အိတ်လို့ရှင်တဲ့နှလုံးထဲကကိလေသာတွေကိုထိန်းနိုင်တယ်လို့ထင်တာကမောဟအကြည်စားဖြစ်သွားတယ်အဲ့ဒီမသိတာကပိုဆိုးသွားတယ်နီးလန်းကိုမသိတဲ့အခါကျတော့လွဲမှားစွာတွေပြုလုပ်ကြတယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးလူတဘာဝပဲလူတဘာဝမပြည့်ထိန်းရမှာကကိုယ့်ရဲ့နှလုံးထဲမှာကိလေသာမဖြစ်ုံထိန်းရမယ်ဘာနဲ့ထိန်းမလို့ဆိုခေနသောတောပိရိယတိခေါဏလိုကိလေသာတွေစီးဝင်နေတာကိုဘာနဲ့ပိတ်ရမလဲမျက်စိနဲ့မွေးအောင်မျက်စိမှိတ်ထားရမှာလားမဟုတ်ဘူးနော်နားတဲ့ကစီးဝင်လာအောင်နားကိုပိတ်ရမှာလားလို့ဆိုမဟုတ်ဘူးနှာခေါင်းကိုပိတ်ထားရမှာလားမဟုတ်ဘူးမစားဘဲနေရမှာလားမဟုတ်ဘူးမထီအောင်နေရမှာလားမဟုတ်ဘူးစိတ်မကူးပဲနေရမှာလားမဟုတ်ဘူးဘာနဲ့ပိတ်ရမလို့ဆိုမြတ်စွာဘုရားကတတိနဲ့ပညာနဲ့ပိတ်ပါတတိနဲ့တားဆီးပြီးတော့ပညာနဲ့ပိတ်ပါအဓိကကတော့တတိနဲ့ပညာနဲ့နေပါတတိတမစင်ညာပဲလေဒါတတိတမစင်ညာလေ့ကျင့်တာအဲ့တော့တတိထားလို့ရှိရင်သိတယ်အဲ့ဒီအသိနဲ့ပဲသူကဖယ်ရှားမှာဖြစ်တယ်အဲ့ဒါလို့ဆိုလိုတာတတိတမစင်ညာနဲ့ပိတ်ရမယ်ပညာရေးတိပိဋိယတိတဲ့အသိပညာနဲ့ပိတ်လိုက်ပါတတိကနေပြီးတော့ဓာတ်စီပေးပါလိမ့်မယ်ပညာကပိတ်ပေးလိမ့်မယ်အဲ့တော့တတိကအခြေအနေတစ်ခုကိုပညာကိုသရင်ပို့တယ်တတိကသရင်ပို့တာပညာကအလုပ်လုပ်တာနော်တတိကသရင်ပို့လိုက်တဲ့အခါမှာပညာကဖယ်လိုက်တာအဲ့ဒါကိုမြတ်စွာဘုရားသောတာနံသံဝရံပြုမိတတိတေတံနိဝရဏတတိဟာတာပိတ်ဆို့တဲ့နေရာပဲတကားရွက်လိုပဲတတိအဆောင်ချထားလိုက်မဝင်အောင်တတိကစောင့်ကြပြီးတော့ပညာရေးတိပိဋိယတိအသိပညာနဲ့ပိတ်လိုက်ပါမျက်စိကိုမှိတ်ထားမှမဟုတ်ဘူးပညာနဲ့ပိတ်ပါတတိအဆောင်ချပြီးတော့ပညာနဲ့ပိတ်ပါလို့သူတို့ပြောတာနော်အဲ့လိုပိတ်ရမယ်လို့ဆိုလို့အဲ့တော့မြတ်စွာဘုရားရဲ့ကျင့်စဉ်ကဓမ္မဟိုရင်ဖြစ်တယ်ဟိုရင်စနစ်ကြနော်အဲ့တော့ကိလေသာတွေမပြတ်စီးဝင်နေတာပုထုဇဉ်အဲ့ဒီစီးဝင်နေတာကိုမစီးဝင်ရအောင်တတိနဲ့ပညာနဲ့အလုံးလုံး
အဲ့ဒီအလုံးလုံးတာအောင်မြင်သွားလို့ရှိရင်အတိုင်းအတာတစ်ခုရအောင်မြင်သွားလို့ရှိရင်သောတာပန်တဂရကအနာဂယဟန္တာဆိုဖြစ်တာပုရုဇဉ်အနေအရိယဘဝပြောင်းသွားတာပဲအဲ့တော့ကိုယ့်ဘဝကိုယ်ဆင်မြင်ရင်ဒါပဲလောက်ရမှာပဲလေဟိုလိုကြီးပြောင်းသွားတာမဟုတ်ဘူးအဲ့တော့ဖះအလောင်းကလည်းဖះအလောင်းပဲကြည့်လိုက်သူဟာနန်းတော်မှာမွေးဖွားလာတယ်မွေးဖွားလာတဲ့အခါမှာအမှန်တန်ချမ်းသာတဲ့သူမိဘရဲ့နန်းတော်မှာသူဟာချစ်မွေးမိမလားလက်မွေးမိမလားအပြုစုအယူရအတီးမှုတ်ဖြောပြေတွေနဲ့29နှစ်ထိအောင်သူနန်းတော်မှာနေခဲ့တာလေဘာမှဒုက္ခမရှိဘူးအဲ့လိုဒုက္ခမရှိနန်းတော်မှာချမ်းသာဆုံးနေလာတဲ့အခါမှာသူကောင်းထဲမှာအတွေးရပါလေအိုးတဲ့လူတွေးတဲ့အခါတွေးတယ်နားတဲ့လူတွေးတဲ့အခါမှာတွေးတယ်တမန်ပုဂ္ဂိုလ်တွေကတော့လူအိုးဆိုတာလည်းတွေးတာပဲမတွေးမိဘူးပေါ့လူနာဆိုတာလည်းတွေးတာပဲလူသေးဆိုတာလည်းတွေးတာပဲအဲ့တော့အဲ့လိုအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသေခြင်းဆင်းရဲနဲ့ကြုံတဲ့ပုဂ္ဂိုလ်တွေကိုချိပြီးတော့သူစဉ်းစားတယ်ငါလည်းအဲ့လိုဖြစ်မှာအဲ့ဒီကအသိပညာပဲလေငါလည်းအဲ့လိုပဲအိုရအောင်မဲ့နာရအောင်မဲ့သေရအောင်မဲ့လို့နောက်ရဟန်းတော်တစ်ပါးကိုတွေ့တဲ့အခါကျတော့ဒီရဟန်းတော်ရဲ့ဘဝကအေးချမ်းတယ်သူရွေးချယ်ဖို့အတွက်ဖြစ်လာတယ်အဲ့ဒါကိုနမိတ်ကြီး၄ပါးနမိတ်ဆိုတာအာယုံ၄မျိုးကိုပြောတာနမိတ်ကြီးဆိုတာခုခေတ်လို့နမိတ်ပြရတယ်ပြောတာမဟုတ်ဘူးအာယုံ၄မျိုးအာယုံ၄မျိုးလူတွေတော့မြင်တာပဲတွေးမှမတွေးတာသိမှမသိတာသူကဘယ်လိုတွေးတော့သိတဲ့လူတွေးလဲသူသာသိတာငါမသိဘူးလို့ထင်အိုတဲ့လူတွေးလဲသူသာအိုတာငါအိုတာနေမကောင်းတဲ့လူတွေ့လဲသူသာနေမကောင်းတာငါကြမ်းပါတယ်ထင်အဲ့ဒီအတွေ့အကြုံမတူဘူးလေဖျားလောင်ကြတော့ငါမှလည်းအိုခြင်းသဘောရှိတယ်ဒီသဘောကိုမလွန်မြောက်နိုင်ဘူးငါရဲ့ခန္ဓာကိုယ်ကလည်းပဲနာခြင်းသဘောရှိတယ်နာခြင်းသဘောကိုမလွန်မြောက်နိုင်ဘူးသိခြင်းသဘောရှိတယ်သိခြင်းသဘောကိုလည်းမလွန်မြောက်နိုင်ဘူးဆိုတော့သူစဉ်းစားတယ်အလေးနဲ့စဉ်းစားတာပေါ်ရစဉ်းစားတာအဲ့လိုစဉ်းစားပြီးတဲ့အခါမှာနိလန်းရှာမယ်ဒီကိလေသာတွေကိုပိတ်ဖို့နိလန်းရှာမယ်အဲ့ဒီဟာကိုတွေးနိုင်တဲ့အသိပညာကိုငါရှာမယ်ဆိုလိုတာကတော့ဒီအခြေအနေစိုးတွေကိုလွတ်မြောက်အောင်ဘယ်လိုလမ်းစာရှာမလဲဆိုပြီးတော့လမ်းစာရှာတာပဲအဲ့တော့အဲ့ဒီအချိန်မှာပုရုဇဉ်မရှိသေးတာလေပုရုဇဉ်ဘဝနဲ့လမ်းစာရှာလိုက်တဲ့အခါကျတော့လမ်းစာတွေ့သွားတယ်အဲ့ဒီလမ်းစာတွေ့သွားလို့လမ်းကြောင်းတိုင်းလျှောက်လိုက်တဲ့အခါမှာဘုရားလောင်းတော်ဟာပထမသောတာပန်ဖြစ်သွားတယ်ဒုတိယသဂရဂံဖြစ်တယ်အဲ့ဒီကနေတဆင့်တက်တော့အနာဂံဖြစ်တယ်အနာဂံဖြစ်ပြီးတော့မှအရဟန္တရတ္တမေရပြီးတာနဲ့ဖျားဖြစ်သွားတယ်ဖျားဖြစ်တဲ့ဆိုတာနဲ့ယန္တာဖြစ်တဲ့ဆိုတာဘာကွာတယ်လဲကိရိတာကုန်းကြည့်တူတူပဲရှင်းရှင်းပြောရလို့ရှင်ဆယ်ရန်ဆောင်ဝဲအောင်ညရရင်တူတူပဲခုံလူပါတာနဲ့မပါတာကွာဖျားဖြစ်တဲ့ဆိုတဲ့ပုဂ္ဂိုလ်ကခုံလူနဲ့အောင်တာအဲ့လိုဆိုလို့ယဟန္တာပုဂ္ဂိုလ်ရိုးရိုးဖြစ်တာကြတော့ခုံလူမပါယဟန္တာတောင်မှပဲတူနဲ့တူမတူကိရိတာလွတ်တယ်ဆိုတာဒါမှအစင်ပဲပညာဝိမု ക്ത တချို့ယဟန္တာတွေကြတော့အဘိညာဉ်6ပါးရတယ်ပဋိသင်္ပိရဉာဏ်4ပါးရတယ်နော်ခုံလူတွေပါလာအဲ့ဒါတမဲ့အတိညာရလိုက်တာနဲ့တပြိုင်နက်ထူးခြားတဲ့အရေးချင်းတွေဥပမာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့တမန်ယဟန္တာတွေရှင်နာတာတို့တွေတာရပါလို့ဆိုအက္ကတဝကဉာဏ်ဆိုတာသူတို့ကြရတယ်သူ
သူတို့အဆင့်ကိုကျန်တဲ့ပုဂ္ဂိုလ်ကမမှီဘူးရဟန္တာချင်းတော့တူတူပဲအဆင့်မမှီဘူးသူတို့အဆင့်မရောက်ဘူးပညာအရေးချင်းကသို့တော့ကိရိတာကုတ်အောင်လုပ်နိုင်တဲ့အတိုင်းတာချင်းတူတယ်သို့တော့အရေးချင်းချင်းกว่าတယ်တခါရှင်သာရိပုတ္တရာတို့ရှင်မောက္ကလတို့ကြတော့မြတ်စွာဘုရားအဆင့်ကိုမမှီဘူးအဝေးကြီးသူတို့ဒါအဝေးတယ်အလှမ်းမြေကြီးနဲ့ကောင်းကင်လောက်ဝေးသွားတယ်ကြတော့မြတ်စွာဘုရားကသဗ္ဗညုတဉာဏ်ဆိုတာကြီးပါလာတယ်သိကျင်တဲ့ဆိုရင်အလုံးသိလို့ရတယ်ပါလာတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလတို့အဲ့လိုမသိနိုင်ဘူးသူတို့ဘာဝကပါရမီဉာဏ်လောက်ပဲရှိတယ်သမတမောဒိတို့ဆိုတဲ့မြတ်စွာဘုရားသိတဲ့ဉာဏ်မျိုးမရဘူးအဲ့တော့မြတ်စွာဘုရားအလောင်းဟာလည်းပဲပုထုဇဉ်ဘဝကနေပြီးတော့အရိယာဘဝကိုမြင့်တင်လိုက်တာပဲ။ဘာနဲ့မြင့်တင်တာတော့အသိဉာဏ်နဲ့မြင့်တင်တာ။အဲ့ဒီအသိဉာဏ်ကဘာကိုပိတ်ဆို့တာတော့ဆိုကိလေသာတွေမဖြစ်အောင်ပိတ်ဆို့တာ။အဲ့ဒီကိလေသာတွေမဖြစ်အောင်ပိတ်ဆို့တဲ့ရှန္ဒပုဂ္ဂိုလ်တွေအဲ့ဒီအဆင့်ရောက်လာတဲ့အခါကျတော့ပုထုဇဉ်ဘဝကနေပြီးတော့အရိယာဘဝပြောင်းသွားတာနော်အဲ့လိုဆိုလို့တယ်ပေါ့ဒါပြင်ထူးခြားမှုလေးတွေကသောတာပန်ဖြစ်သွားလို့ရှိရင်အရိယာဆိုတာ3ဆင့်4ဆင့်ရှိတယ်ပေါ့အရိယာပုဂ္ဂိုလ်ဆိုတာ4ဆင့်ရှိတယ်သောတာပန်ဆိုတာ1ဆင့်ပထမအဆင့်သောတာပန်နဲ့ရှစ်ဆက်လို့ရှိရင်တဂရကံဆိုတဲ့အဆင့်နောက်ထပ်ပြီးတော့အဆင့်မြင်ရင်အနာဂံဆိုတဲ့အဆင့်ထပ်ပြီးတော့မြင်တဲ့အခါယဟန္တာဆိုတဲ့အဆင့်အဲ့ဒါကြတော့ခိတ်ဆုံးသွားပြီယဟန္တာဘဝခိတ်ဆုံးသွားပြီအဲ့ဒီရမခိတ်ဆုံးသွားအဲ့တော့ဘာကိုတိုးမြင်တာတော့ဆိုရင်အသိဉာဏ်ကိုတိုးမြင်တာအသိဉာဏ်တိုးမြင်ပြီးတော့ကိလေသာကိုဖယ်ရှားလိုက်တာပထမကကိလေသာကိုကာကွယ်တာနောက်တစ်ခါကျတော့ဖယ်ရှားတာကိရိတာကိုဖယ်ရှားနိုင်တဲ့အတိုင်းအတာကြည့်ပြီးတော့သူကသောတာပန်သူကသဂရကံသူကအနာဂံသူကယဟနာကိရိတာကိုတချို့ပဲဖယ်ရှားနိုင်တာမဖယ်ရှားနိုင်တာတွေကြံသေးတယ်ဆိုရင်သောတာပန်ပဲဖြစ်တယ်နော်ဒီတဲ့ပို့ပြီးတော့ဖယ်ရှားရင်သဂရကံအနာဂံကိရိတာလုံးဝလက်ကျန်မရှိအောင်ဖယ်ရှားနိုင်မှာယဟန္တာဖယ်ရှားနိုင်တော့ဘာနဲ့ဖယ်ရှားမလို့ဆိုခုနတတိနဲ့ပညာနဲ့ဖယ်ရှားတာပဲတတိကစောင့်ကြည့်ပြီးတော့ပညာနဲ့ဖယ်ရှားလိုက်တာအဲ့ဒါကိုဆိုလို့တယ်နော်အဲ့တော့ကောင်းပြီသောတာပန်ဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုဖယ်ရှားလဲသောတာပန်ဖြစ်ရင်ဘယ်လိုဖယ်ရှားတော့ဆိုသောတာပန်ဖြစ်ဖို့မလုပ်ရလဲဝိပဿနာတရားပဲအထောက်ဝိပဿနာတရားအထုတ်ရင်ဘာလုပ်တာတော့ဆိုတော့ဝိပဿနာတရားအထုတ်ရင်ခုနပြောသလိုကိလေသာမဖြစ်ဖို့အတွက်မြင်တယ်ဆိုတဲ့နေရာမှာမြင်သူမရှိဘူးဒီတရားသုံးခုဖြစ်တာကြားတဲ့နေရာမှာဆိုတော့ကြားသူဆိုတာမရှိဘူးဒီသဘာဝတရားသုံးခုဖြစ်တာအနတ်ရရင်လည်းအနတ်ရတယ်ဆိုတာသဘာဝတရားသုံးခုဖြစ်တာပဲအရသာသိတယ်ဆိုတာလည်းသဘာဝတရားသုံးခုဖြစ်တာပဲထိတွေ့တယ်ဆိုတာလည်းသဘာဝတရားသုံးခုဖြစ်တာပဲစိတ်ကူးတယ်ဆိုတာလည်းသဘာဝတရားသုံးခုဖြစ်တယ်ဒါအ ਨੇ ဆုံးအချင်းဆုံးကိုပြောတာအဲ့သဘာဝအဲ့တော့မြင်သူဆိုတာလည်းမရှိဘူးမြင်သူဆိုတာမရှိဘူးမြင်ချင်းတသက်များတာဖြစ်တယ်အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားတသက်များတာဒီထက်မှမြင်တတ်တဲ့လူလည်းမရှိဘူးခံစားတတ်တဲ့လူလည်းမရှိဘူးရှုပ်တရားနဲ့နံတရားတသက်ဖြစ်ပေါ်လာခြင်းများတာဖြစ်တယ်သဘာဝတရားဆိုတာနော်ယထာပစ္စယံပုဒ္ဓိမတ္တမေဝယတိတသဘာဝဓမ္မောနာမသဘာဝတရားဆိုတာအကြောင်းကြောင့်ဖြစ်လာခြင်းတသက်တာဖြစ်တယ်နော်ပြုလုပ်ထတာဆိုတာမပါဘူးခံစားတတ်တာဆိုတာမပါဘူးတတ္တဝါဆိုတာမပါဘူးအကြောင်းကြောင့်ဖြစ်လာတဲ့သဘာဝတသက်များတာဖြစ်တယ်ဆိုတော့မြင်တတ်သူလည်းမရှိဘူးကြားတတ်သူလည်းမရှိဘူးအနံ့ရတတ်တဲ့လူလည်းမရှိဘူးစိတ်ကူးတတ်တဲ့လူလည်းမရှိဘူးဆိုတဲ့အခါ
ဘာဖြစ်တာတော့ဆိုယုံနဲ့နာနဲ့နှစ်မျိုးပဲဖြစ်တယ်ဆိုအဲ့ဒီအသိဉာဏ်ကနေစပြီးတော့ရှစ်ဆက်သွားနော်ဝိပဿနာတရားအထုတ်တဲ့ကောင်မှာအဲ့ဒီလိုသိတာကိုဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်ဒီသဘာဝတရားတွေဘာကြောင့်ဖြစ်တာတော့လို့သိတာကြတော့ကင်္ခဝိတရဏဝိသုဒ္ဓိလို့ခေါ်တယ်အဲ့ဒီကနေပြီးတော့ရှုံးတဲ့သဘာဝတရားတွေမမြဲတာမမြဲခြင်းကနေပြီးတော့နှောက်ယှက်နေတာနှောက်ယှက်တာကိုဘာမှမတတ်နိုင်တာအိစ္ဆဒုက္ခအနတ္တဆိုတဲ့အခြေအနေ၃ရပ်ကိုဆင်ញင်သုံးတတ်တာသမထနာညာသမထနာညာရင့်တန်လာတဲ့အခါဖြစ်တဲ့အချိန်လေးမှာဖြစ်ခိုက်ကိုသိလာတယ်ပြတ်သွားရင်လည်းပြတ်ခိုက်ကလေးကိုသိလာတယ်အနိစ္စလက္ခဏာပိုးထင်ရှားလာရင်ဥရိယဗျာညာအဲ့ဒီကနေပြီးတော့ဖြစ်တာကိုကြော်ပြီးတော့ဖြစ်တာတောင်တတိမထားတော့ပဲနဲ့ပြတ်တာကိုအရင်ကြိုးပြီးတော့မြင်နေပြတ်တာကိုပဲမြင်နေတာကြဖင်ကညာဆိုဖြစ်သွားအဲ့ဒီညာသုံးကအဓိကပဲသမထနာညာဥရိယဗျာညာပင်ကညာဟိုနောက်ပိုင်းညာတွေကတော့အတွေးတွေဥပမာပဲရဆိုတာဩကြောက်เสียကြီးပါလားဒါအတွေးတစ်ခုတက်လာကြောက်เสียကြီးပါလားဩအနည်းများလိုက်တာအာရိနဝညာ60ကောင်းလိုက်ပါလားဘယညာအနည်းများလိုက်တာအာရိနဝညာလွတ်ချင်လာတယ်မုတ်စီတုကဗျာတာညာလွတ်ကြောင်းရှာတယ်ပဋိသင်္ခာညာညင်းငွေလာတယ်စိတ်ပြက်လာတယ်နိဗ္ဗိဒညာအာရိနဝညာပြီနိဗ္ဗိဒညင်းငွေလာလို့လွတ်ချင်လာတယ်မုတ်စီတုကဗျာတာညာလွတ်ဖို့ကြိုးစားရင်လမ်းစာရှာတယ်ပဋိသင်္ခာညာလမ်းစာရှာရင်ကနေသင်္ခါရသဘာဝကိုနေထားတကြသိပြီးတော့ကြောင်းကြမဆိုင်တော့ပဲနဲ့ပုံမှန်အနေထားမျိုးနေတတ်သွားတယ်သင်္ခါရုပ္ပခာညာစိတ်ဆိုတာသိတင်းနေလေအလုံးမဖြစ်ဘူးလေသိရောနေနေစောင်းလို့ပဲပေါ့စောင်းဆိုတာစောင်းကြိုးတွေဒါတင်းနေလို့ရှိရင်အတန်မသာရဘူးမာတောက်နေစောင်းကြိုးရောနေပြန်တော့လေပြော့ပြီးတော့တာရတဲ့အတန်ထွက်ဘူးအဲဒါကြောင့်မလျော့မတင်းသင်္ခါရုပ္ပခာညာဆိုတာအဲ့ဒါမျိုးပြောတာအနေထားတစ်ခုကပုံမှန်ဖြစ်သွားတာအသိဉာဏ်ပုံမှန်ဖြစ်သွားတာပုံမှန်ဖြစ်သွားတဲ့အခါမှာနော်နိဗ္ဗာန်ကိုအာယုံပြုလိုက်နိုင်တာနဲ့တပြိုင်နက်ကိရိတာတွေပယ်သွားတာအဲ့ဒီနိဗ္ဗာန်ကိုအာယုံပြုလိုက်နိုင်လို့ကိရိတာတွေကိုပထမအဆင့်နေနဲ့ပယ်လိုက်တယ်ဒုတိယအဆင့်နေနဲ့ရှော့ချတယ်တတိယအဆင့်နေနဲ့ထပ်ပြီးတော့ပယ်လိုက်တယ်စရုဋ္ဌအဆင့်နေနဲ့လုံးဝပယ်လိုက်တယ်ဆိုအဲ့ဒီမှာပုထုဇဉ်ကနေအရိယာဖြစ်သွားတာဘဝတိုးမြင်တာအဲ့ပုံစံနဲ့သွားတာဟုတ်ပြီအဲ့တော့ကဲသောတပန်ဝိပဿနာကျင့်လို့သောတပန်ဖြစ်ပါပြီဆိုရင်သောတပန်ဖြစ်တယ်ဆိုတာသောတပတိမဉ္ဇဉ်ကိုရလိုက်တာပဲဖြစ်တယ်အဲ့တော့သောတပတိမဉ္ဇဉ်ဆိုတာဘယ်လိုဉာဏ်လဲဆိုရင်ခုနဝိပဿနာဉာဏ်နဲ့ရဲ့အထွတ်ထိပ်သင်္ခါရုပ္ပကဉာဏ်ဖြစ်လာပြီးတဲ့အခါမှာနိဗ္ဗာန်ကိုပထမဆုံးတွေးလိုက်တဲ့သဘောပဲတွေးလိုက်တဲ့အခါမှာအဲ့ဒီသောတပတိမဉ္ဇဉ်ကနိဗ္ဗာန်ကိုတွေးပြီးတော့အဘိသင်္ခါရဝိညာဉ်လို့ခေါ်တဲ့ကံတရားတွေကိုသူ့အတိုင်းတာလဲဖယ်ပလိုက်တယ်ကိလေသာတွေကိုဖယ်လို့ကံတရားတွေပျောက်သွားတယ်သူကဘာတွေကိုဖယ်လိုက်တော့ဆိုရင်သောတပန်ဖြစ်လိုက်တာနဲ့ကိလေသာတွေကဘာတွေပျောက်သွားတော့ဆိုအကုသိုလ်စိတ်12ခုနဲ့ပြောရအောင်လောမှုစိတ်10ခုကဒိဋ္ဌိနဲ့ရှင်တဲ့စိတ်က4ခုဒိဋ္ဌိနဲ့မရှင်တဲ့စိတ်က4ခုလောမှုစိတ်10ခုရှိတယ်နော်ဒိဋ္ဌိနဲ့ရှင်တွဲတဲ့အလောမှုစိတ်က4ခုဒိဋ္ဌိနဲ့မရှင်တွဲတဲ့လောမှုစိတ်က4ခုဒေါသနဲ့ရှင်တွဲတဲ့စိတ်က2ခုဝိသိကိစ္စနဲ့ရှင်တွဲပြီးတော့ဖြစ်တာကမောမှုစိတ်က1ခုဩဒိစ္စနဲ့ရှင်တွဲဖြစ်တာက1ခုအလုံးပေါင်းလိုက်လို့ရှိရင်ဒိဋ္ဌိနဲ့ရှင်တွဲတာက4ခုမရှင်တွဲတာက4ခု8ခုနော်ဒေါသနဲ့ရှင်တွဲတာက2ခုဝိသိကိစ္စနဲ့ရှင်တွဲတဲ့မောမှုစိတ်က1ခုဩဒိစ္စနဲ့ရှင်တွဲတဲ့မောမှုစိတ်က1ခုဆိုအလုံးပေါင်းလိုက်တဲ့အခါအကုသိုလ်စိတ်12ခုဖြစ်သွားတယ်သောတပတိမဉ္ဇဉ်ရလိုက်တာနဲ့တပြိုင်နက်
အဘိသင်္ကာရဝိညာဉ်လို့ခေါ်တဲ့ဒိဋ္ဌိနဲ့ရှင်တွဲတဲ့အကုသိုလ်စိတ်၄ခုရဲ့အဲ့ဒီ၄ခုနဲ့ပတ်သက်တဲ့အကုန်လုံးဒိဋ္ဌိကိုပယ်လိုက်သည့်အတွက်ကြောင့်ဒိဋ္ဌိနဲ့ရှင်တွဲတဲ့အကုသိုလ်စိတ်၄ခုဝိသိကိစ္စနဲ့ရှင်တွဲတဲ့မောဟမှုစိတ်တစ်ခု၅ခုအဲ့ဒီ၅ခုဟာသောတပတိမဉ္ဇဉ်ရလိုက်တာနဲ့အဲ့ဒီ၅ခုကအဖြစ်တော့ချုပ်သွားတယ်နော်အဲ့ဒီစိတ်၅ခုကိုပယ်လိုက်နိုင်တဲ့ဖြင့်ဘာဖြစ်တုံဆိုရင်ခုနှစ်ဘဝထားခုနှစ်ဘဝနောက်မှာဖြစ်ပေါ်လာနိုင်တဲ့တန်တရားမှာဖြစ်ပေါ်လာနိုင်တဲ့ရှုပ်တရားတွေနံတရားတွေအလုံးလည်းပဲအဲ့ဒီနေရာမှာပဲချုပ်သွားတယ်ဆိုလိုတာခုနှစ်ဘဝရဲ့ဟိုဘက်မှာဖြစ်ပေါ်လာမဲ့ယုတ်တရားနံတရားတွေဟာဖြည့်ဆည်းပြီးသားဖြစ်သွားတယ်ခုနှစ်ဘဝမှာဖြစ်နိုင်တဲ့အနေထားပဲရှိတော့တယ်ခုနှစ်ဘဝဟိုဘက်မှာမဖြစ်တော့ဘူးလို့ပြောတယ်နော်ဒါသုလနေရိတာပါဠိတော်မှာလို့ဆိုသောတပတ္တိမေဃညာနေနာသောတပတ္တိမနဲ့ရှင်တဲ့အတိညာဖြင့်အဘိသင်္ကာရဝိညာဏတ္တအဘိသင်္ကာရဝိညာဉ်လို့ဆိုတဲ့ကံတရားရဲ့ဒီရောဒိနာချုပ်သွားခြင်းကြောင့်အဲ့ဒီ message ပေါ်လိုက်တာနဲ့တပြိုင်နက်အကုသိုလ်ရဲ့ချုပ်သွားဘာနဲ့တူတော့ဆိုလေးစားနဲ့ပြစ်လိုက်တယ်လို့ပဲသောတပတ္တိမဲ့လေးစားနဲ့လှုပ်လိုက်တဲ့အခါကျတော့မကောင်းတဲ့ဆယ်တွေချုပ်သွားဖြတ်စီးပြလိုက်တယ်ဖြတ်စီးပြလိုက်တော့တတ္တပဝေတပိတဝါခုနှစ်ဘဝအတွင်းမှာဖြစ်တဲ့ဟာတွေကိုတော့မထိခိုက်ဘူးအခုလောလောဆယ်ခုနှစ်ဘဝမှာတော့မထိခိုက်ဘူးအနမတကိတန်တာတွေအစမထင်တဲ့တန်တရားတစ်ခွင်မှာရေဥပ္ပစ္စေယနာမင်းစာရူပင်းစာဖြစ်လာနိုင်တဲ့ယုတ်တရားတွေနံတရားတွေအလုံးဟာဒီအခိုက်မှာအလုံးချုပ်သွားကြတယ်အကယ်၍သောတပတ္တိမဉ္ဇဉ်မရဘူးဆိုရင်ဖြစ်မဲ့တန်တရားတွေမှာသောတပတ္တိမဉ္ဇဉ်ဖြစ်လိုက်သည့်အတွက်ကြောင့်အဓိကကိရိတာတွေကိုပယ်ဖြတ်လိုက်တဲ့ဖြင့်ခုနှစ်ဘဝဟုတ်ပဲမရှိတော့ဘူးလို့ဆိုလို့ဒါကြောင့်မို့သောတပန်ဖြစ်သွားရင်အဲ့ဒီအချိန်မှာသူဖယ်လိုက်သည့်အတွက်ကြောင့်ကိရိတာအနေနဲ့ဘာကိရိတာတွေကိုဖယ်တာတော့ဆိုလို့ရှိရင်တန်ရောစဉ်၃မျိုးရယ်နော်တန်ရောစဉ်၃မျိုးတန်ရောစဉ်၃မျိုးကိုဖယ်လိုက်တယ်တန်ရောစဉ်၃မျိုးကတက္ကာယဒိဋ္ဌိဝိသိကိစ္စသီလဝတ္တပရမတ္တအဲ့ဒါကိုသူဖယ်လိုက်တယ်အဲ့ဒါကိုပြီးတော့အနုတ္တယအနေနဲ့ဒိဋ္ဌအနုတ္တယရဲ့ဝိသိကိစ္စအနုတ္တယရဲ့အဲ့ဒီ၅မျိုးဖယ်လိုက်တာပဲသူဒိဋ္ဌိလည်းမရှိတော့ဘူးဝိသိကိစ္စလည်းမရှိတော့ဘူးခုနတန်ရောစဉ်အနေနဲ့ပြောလို့ရှိရင်တက္ကာယဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိသီလဝတ္တပရမတ္တဆိုတဲ့ဒိဋ္ဌိဝိသိကိစ္စဆိုတာဝိသိကိစ္စအဲ့တော့ခြုံပြောလိုက်လို့ရှိရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စပဲတယ်လို့ပြောတာကိလေသာတွေဒိဋ္ဌိနဲ့ဝိသိကိစ္စကိုအကျွမ်းမဲ့ပယ်လိုက်တယ်အဲ့ဒီပယ်လိုက်သည့်အတွက်ကြောင့်ခုနှစ်ဘဝဟိုဘက်မှာဖြစ်လာနိုင်စရာရှိတဲ့ရုပ်တရားတွေနံတရားတွေဟာလုံးဝမဖြစ်တော့ကျွတ်တင်ပြီးတော့ဖြစ်လိုက်ပြီးသားဖြစ်သွားပြီလို့ဆိုလို့တယ်ပေါ့နော်ကိရိတာအရှိန်ကဝက်ထီအောင်မရောက်နိုင်တော့ဘူးလို့ပြောအဲ့ဒါပုရုဇဉ်ကနေပြီးတော့သောတပန်ဖြစ်သွားတယ်ဆိုတာအဲ့ဒီအခြေအနေကိုပြောတာပုရုဇဉ်ဘဝမှာမာယွန်းနဲ့ဒိဋ္ဌိတန်တရားဖြစ်တဲ့ဝိသိကိစ္စအပြည့်ရှိနေတယ်သောတပန်ဖြစ်တဲ့အခါကျတော့အဲ့ဒီဒိဋ္ဌိဝိသိကိစ္စပျောက်သွားတယ်ဒါရင်ပျောက်တာမဟုတ်ဘူးတဏှာလည်းရောပါသွားတယ်ဒေါသလည်းနည်းသွားတယ်နော်တစိတ်တသိတာအဖြစ်ကျန်တဲ့အကုသိုလ်တွေကနေအကုန်အပြည့်မဟုတ်တော့မှပဲကျန်တာတွေလည်းရောပါသွားတယ်လို့ဆိုလို့တယ်ပေါ့နော်ဥပမာလောဘဆိုရင်အပဲ့ကျစေနိုင်လောက်အောင်လောဘမချီတော့ဒေါသကလည်းဒေါသတော့ရှိတဲ့အတိုင်းပဲအပဲ့ချလောက်အောင်ပြင်းတဲ့ဒေါသမရှိတော့ဘူးစိတ်တော့ဆိုးတဲ့အတိုင်းပဲအပဲ့ချလောက်အောင်မကျွလွန်တော့ဘူးသူဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒါသောတပန်ဘဝကနေပြီးတော့ပုထုဇဉ်ဘဝကနေသောတပန်ဘဝမြင့်သွားတယ်မြင့်သွားလို့ရှိရင်အပယ်လေးပုံလွတ်သွားပြီသူကဘုံနဲ့ပြောမယ်ဆိုရင်အပယ်လေးပုံမှဖြစ်တော့ဘူးသူကလူပုံနတ်ပုံနဲ့အထက်ပုံတွေပဲဖြစ်နိုင်တော့အဲ့တော့အပယ်တကပိတ်တယ်ဆိုတာအဲ့ဒါကြောင့်ပြောတာ
သောတာပန်ဖြစ်သွားရင်အပယ်ကြဖို့ဒိဋ္ဌိဝိသေကိစ္စမရှိသည့်အတွက်ကြောင့်အပယ်ကြဖို့မရှိတော့ဘူးအဲ့ဒါပုထုဇဉ်ဘဝကနေပြီးသောတာပန်ဆိုတဲ့အရိယဘဝခုပြောင်းလိုက်တာပဲနော်ခုပြောင်းလိုက်ခြင်းပဲနောက်တစ်ခါအဲ့တော့သောတာပန်ဟာခုနှစ်ဘဝပဲဆိုတော့သောတာပန်ရဲ့သောတာပန်ဖြစ်ပြီးလို့ရှိရင်တန်တရားထဲမှာခုနှစ်ဘဝပဲနေတယ်ဒါကအញ្ញံဆုံးသောတာပန်ကိုပြောတာသောတာပန်က၃မျိုးခွဲထားရှိတယ်တဘဝပဲကျန်တဲ့သောတာပန်ကိုဧကဖိစီလို့ခေါ်တယ်အဲ့ဒါမှားပြီးအတိပ္ပယ်ဖွင့်တာတွေရှိတယ်သတိထားဧကဖိစီသောတာပန်ဆိုတာတဘဝကျန်သေးတယ်လို့ပြောတာဒီဘဝရဟနာဖြစ်တဲ့ပုဂ္ဂိုလ်ပြောတာမဟုတ်ဘူးဆိုလိုရင်းစကားလုံးကိုဧကဖိစီတဘဝကျန်သေးတယ်နောက်ထပ်တဘဝဖြစ်အောင်မယ်ဆိုတဲ့အတိပ္ပယ်ကိုပြောတာမျိုးစိဖိစားဆိုတာမျိုးစိနောက်ထပ်ပရိသေမျိုးစိလေးတစ်ခုကျန်တယ်အဲ့ဒါအထက်မြတ်ဆုံးသောတာပန်ကဒီဘဝသောတာပန်ဖြစ်ရင်နောက်ဘဝမှာသူထပ်ဖြစ်အောင်မယ်သောတာပန်ဘဝနဲ့မွေးဖွားအောင်မယ်အဲ့ဒါကိုပြောတာဧကပိစီနောက်အထက်မြတ်အញ្ញံဆုံးသောတာပန်ကြတော့ခုနှစ်ဘဝဖြစ်အောင်မယ်မျိုးစိခုနှစ်ဘဝရှိတယ်အဲ့ဒီအញ្ញံဆုံးသောတာပန်တောင်မှပဲညံ့နဲ့ဆိုတာအတိညာအနေနဲ့သတ်မှတ်တာနော်အဲ့တော့အဲ့သောတာပန်ကယရဏသုတ်ထဲမှာပါတဲ့အတိုင်းနတိဘဝံအထမပါရိယံတိတဲ့သူတို့ကရှစ်ဘဝအထိမသွားတော့ဘူးခုနှစ်ဘဝပဲအဆုံးသတ်မယ်အဲ့ဒါကိုတတ္တခတ္တုပရမလို့ခေါ်တယ်တတ္တခတ္တုဆိုခုနှစ်ကြိမ်ပရမဆိုတာအလုံးစုံနောက်တစ်ခါခြားထဲမှာကျတော့ကောလတတ္တဗံလို့ခေါ်တယ်သူကနှစ်ဘဝကနေပြီးတော့တစ်ဘဝတည်းမဟုတ်နှစ်ဘဝကနေပြီး6ဘဝအထိတန်တရားထဲမှာဖြစ်နိုင်သေးတယ်အလေအလတ်တတ္တဗံကိုမျိုးစ3မျိုးခွဲလိုက်တာနော်အထက်မြတ်ဆုံးကဧကပိစီအလေအလတ်ကကောလနော်အနိမ့်ဆုံးကတတ္တခတ္တုပရမအဲ့တတ္တခတ္တုပရမကိုရည်ရွယ်ပြီးတော့ယရဏသုတ်ထဲမှာကိစ္စာပိတေဟွန်တိဘုတံပမတ္တာသူတို့တွေဟာလုံးဝတန်တရားဝတ်ထဲမှာမေ့လျော့အလွန်ကြီးပြောနေအောင်တောင်မှပဲနတ်တေဘဝအထမမာရိယံတိရှိခုမြောက်ဘဝထဲအောင်တော့မယူတော့ဘူးရှိခုမြောက်ဘဝမှာမမွေးတော့ဘူးလို့ပြောတယ်ဒါသဘာဝကြတယ်တချို့ကျမ်းနေကြတော့ဒါကာမဘုံကိုပြောတာရူပဘုံကြတော့ဘဝတည်တဲ့ပို့ရှိသေးတယ်လို့လည်းယူကြတယ်သို့တော်လည်းဘဝဆိုတာတူတူပဲလေကာမဘဝမှာမဟုတ်တာရူပဘယ်ဘဝပဲဖြစ်ဖြစ်မြတ်စွာဘုရားကဘဝဆိုတာဒီလက်ဖြစ်တတိကာလလေးတောင်မှဘဝဆိုတာဆက်ဆုပ်စရာကောင်းတယ်လူမစင်ဆိုတာနည်းနည်းလေးနန်းတာပဲနော်အများကြီးမှနန်းတာမဟုတ်ဘူးနည်းနည်းလေးနန်းတယ်ဘဝဆိုတာလည်းထို့တူပဲနည်းနည်းလေးလည်းမကောင်းဘူးလို့မြတ်စွာဘုရားဟောတာရှိတယ်အဲ့တော့သောတာပန်ဟာခုနှစ်ဘဝလို့ယူတာဟာတော့အကောင်းဆုံးပဲစားထဲမှာလည်းဒါပြောတာသို့တော့တချို့ကျမ်းတွေမှာအဆိုတွေကွဲလောက်ရတာရှိသေးတယ်လူပြည့်ကာမဘုံမှာသာခုနှစ်ဘဝကျန်တဲ့ဘုံကြတော့9ဘဝ10ဘဝရှိနေသေးတယ်ဘာလို့လို့ဆိုစဉ်းစားကြည့်လေဝိပဿနာဉာဏ်နဲ့နိဗ္ဗိဒဉာဏ်ဆိုတာဘဝကိုညှိငွေသွားတာလေညှိငွေပြီးမှလိုချင်သေးတယ်ဆိုတော့ပဲဖြစ်နိုင်မှာဝိပဿနာအစစ်နဲ့ပဲဘဝကြီးကိုညှိငွေထားတာပဲအဲ့တော့သောတာပန်ခုနှစ်ဘဝဆိုတာဒါအနာဂုံပဲလို့ဒီလိုမှာကနောက်တစ်စုကျတော့သောတာပန်ကနေပြီးတော့တဆင့်တက်ပြီးတော့ကြည်တော့သက္ကရာဂံဖြစ်တယ်အဲ့တော့နိဗ္ဗာန်ဝိပဿနာကျင့်လို့သက္ကရာဂမိမညံပေါ်လာပြီဆိုရင်လေသူကလည်းပဲခုနကိရိတာနဲ့ပတ်သက်တဲ့အကုသိုလ်စိတ်တွေကိုချုပ်စေတယ်။ဘာတွေကိုချုပ်စေတော့ဆိုရင်ခုနဒိဋ္ဌိကတ္တတမယုံနဲ့ဝိသိကိစ္စဒီစိတ်၅ခုကချုပ်ပြီးသားချုပ်သွားပြီးသားသောတာပန်တော့လက်ကြံမရှိတော့အဲ့တော့လက်ကြံကဘာလို့ဆိုလို့ရှိရင်ဒိဋ္ဌိကတ္တဝိပယုတ်စိတ်က၄ခုလောဘမှုဒိဋ္ဌိကတ္တဝိပယုတ်စိတ်က၄ခုဒေါသမှုစိတ်က2ခုနော်ဩဒိသတပယုတ်စိတ်က1ခုဆို6ခုကျန်4ခုရဲ့ဒ
တော်သူစိတ်6ခု9ခုပေါ့နော်အဲ့ဒါကြံအဲ့တော့သူကအဲ့ဒါတွေကိုရောပါသွားအောင်လုပ်လိုက်တယ်ကြမ်းတမ်းတဲ့ဟာတွေကိုဖြစ်တာသူကလုံးဝတော့ဖယ်တာမဟုတ်ဘူးကြမ်းတမ်းတဲ့အဲ့ဒီစိတ်တွေကိုရောပါစေလိုက်တယ်ရောပါစေလိုက်တဲ့အခါကျတော့သူဟာခုနသောတပန်က9ဘဝဆိုတော့သောတပတိမဲ့နဲ့ပယ်လိုက်တာက9ဘဝပဲရှိတာအဲ့တော့သူ့မှာသောတပန်ဘဝကတက်မဲ့ဆိုလို့ရှိရင်9ဘဝလို့ပြောရမှာဖြစ်တယ်အဲ့ဒီမဲ့ထပ်ပြီးတော့တဂရကံဖြစ်လိုက်တာနဲ့တပြိုင်နက်2ဘဝကိုခြံထပြီး5ဘဝမှာ5ဘဝမှာဖြစ်လာနိုင်တဲ့ကိရိရုပ်တည်နာတွေကိုအချုပ်သွားပြီသားအဲ့တော့တဂရကံဖြစ်ရင်ဆိုလိုတာက2ဘဝပဲကျန်တော့တယ်ခုနသောတပန်ဖြစ်ရင်9ဘဝတဂရကံဖြစ်ပြီးရင်2ဘဝပဲကျန်တယ်နော်အဲ့2ဘဝပဲကျန်ဒီနေရာမှာမေးစရာရှိတယ်သောတပန်တော့ဧကပိစိကြတော့တဘဝတဂရကကြတော့2ဘဝများမနေဘူးလားလို့ဆိုမတူဘူးသူကရည်ချင်းချင်းမတူတာနော်သူရည်ချင်းနဲ့သူပဲတော့အမျိုးအစားခွဲလိုက်တာသောတပန်ရေပုံရတဂရကရေပုံရက2ဘဝပဲနော်2ဘဝပဲသူမျိုးစေ့ကြံတော့တယ်ကြံတဲ့ဘဝတွေသွားပြီးမရှိတော့ကျွတ်တင်ပြီးတော့ချုပ်ပြီးသားဖြစ်သွားပြီနောက်တစ်ခါတဂရကငိုတစ်ခါအစင်းမြင့်ပြီးဝိပဿနာတရားအထုတ်လိုက်တဲ့အခါကျတော့အနာဂတ်ဖြစ်သွားအနာဂတ်ဖြစ်တော့တဂရကနှုံးက2ဘဝပဲကျန်တာသူကျတော့1ဘဝပဲကျန်တော့မှာပေါ့ရော့လာတယ်လေသောတပန်က9ဘဝတဂရကက2ဘဝအနာဂတ်1ဘဝအဲ့တော့ခုနပြောတယ်1ဘဝထားပြီးတော့ရူပဘုံအရူပဘုံမှာဖြစ်လာနိုင်ရရှိတဲ့ရုပ်တည်နံတွေဟာမဖြစ်တော့ဘူးတဲ့တခါတည်းအနာဂတ်မိမဲ့ပေါ်လိုက်တာနဲ့တပြိုင်နက်ဖြုတ်သွားပြီဆိုအဲ့တော့အနာဂတ်ဖြစ်တဲ့အခါကျတော့ဘယ်အကုသိုလ်တွေချုပ်သွားတော့ဆိုလို့ရှိရင်ဒိဋ္ဌိကတဝိပယုတ်လောဘမှုစိတ်4ခုချုပ်တယ်ဒေါသမှုစိတ်2ခုချုပ်တယ်6ခုနော်အဲ့6ခုကလုံးဝချုပ်သွားမရှိတော့ကျွင်းကြံမရှိအောင်ချုပ်သွားအဲ့ဒါကိုပြောတော့ကာမရာဂနဲ့ပြပါတာကိလေသာတွေပြုတ်သွားတယ်အဲ့တော့အဟုသုစိတ်12ခုရှိတဲ့မှာ17ခုချုပ်သွားပြီမရှိတော့တတ္တဗံဘဝတော့5ခုပယ်လိုက်တယ်အခုတည်းက6ခုပယ်လိုက်တယ်17ခုကုန်သွားပြီတစ်ခုကျန်နေသေးတယ်နော်အဲ့တော့ရဟန္တာခုနအဲ့ဒါကြောင့်မို့အနာကကြတော့တဘဝပဲဖြစ်ရှာရှိတော့တယ်နော်တဘဝပဲဖြစ်ရှာအဲ့ဒီမှာဝိပဿနာတရားထုတ်လိုက်လို့ရဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အကုသိုလ်ကဘာချုပ်တုံးဆိုလို့ရှိရင်ဝိသိကိစ္စဥဒိစ္စသဟခုမောဟမူလစိတ်ဥဒိစ္စသဟခုမောဟမူလစိတ်အဲ့ဒီတစ်ခုကျန်နေတယ်အဲ့ဒီတစ်ခုချုပ်သွားတယ်ခုနနော်ကိလေသာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဘာတော့ခုနကာမရာဂပြပါရနဲ့ပတ်သက်တာချုပ်တယ်မာနကိလေသာနဲ့ပြောမယ်ဆိုရင်ရူပရာဂအရူပရာဂဗြဟ္မဘုံကိုတွေ့တာတဲ့ရာဂအရူပဗြဟ္မဘုံတွေ့တာရူပရာဂအရူပရာဂမာနရဲ့ဥဒိစ္စရဲ့အဝိဇ္ဇာရဲ့အဲ့ဒီကိလေသာ5ခုယာနာဖြစ်မှကုန်တာအဲ့ဒါစိတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဥဒိစ္စတာကုန်နော်ဥဒိစ္စတာကယာနာဖြစ်မှပယ်တာဒါကြောင့်ဥဒိစ္စတာကုန်ရှိတဲ့စေတနာကပရိသေရိကျိုးမပေးဘူးလို့ပြောတာကဲပြပရိသေရိကျိုးပေးမယ်ဆိုရင်သောတပန်ကမပယ်ရသေးတော့သောတပန်နဲ့ငရဲကြမှာပေါ့အဲကြောင့်မပယ်ဘူးလို့ဆိုပရိသေရိကျိုးမပေးဘူးသူကပုတ္တိကျိုးပဲပေးတယ်ဒါကြောင့်မို့ယဟန္တာဖြစ်မှပယ်တာအဲ့တော့ကိလေသာကုန်သွားပြီကိလေသာကုန်သွားတော့ဘဝဆိုမကြံတော့ဘဝမကြံတော့တဲ့အတွက်ကြောင့်ယဟန္တာရဲ့နောက်ဆုံးစိတ်ဆိုတာနောက်ဆုံးထွက်တဲ့နောက်ဆုံးထွက်တဲ့နော်နောက်ဆုံးစိတ်နောက်ဆုံးထွက်တဲ့အနုပါဒိတေတနိဗ္ဗာန်နဲ့ပြိနိဗ္ဗာန်ဖြူသွားတယ်
နောက်ဆုံးထွက်တဲ့ချုပ်သွားတဲ့အချိန်မှာဘာမှမကြံအောင်ကိုချုပ်သွားတယ်ခုနကတတိဆိုတာလည်းမကြံတော့ဘူးပညာဆိုတာလည်းမကြံတော့ဘူးယုတ်တိနာနေအလုံးချုပ်သွားတယ်အဲ့တော့နိဗ္ဗာန်ဆိုတာလက်ကျန်မရှိချုပ်သွားတာနိဗ္ဗာန်ခေါ်တာနော်ဘယ်အချိန်မှချုပ်တတ်တော့ဆိုရတ္တပင်ရတဲ့အချိန်မှာချုပ်လိုက်တာအဲ့တော့ဘဝခန္ဓာဆိုတာယုတ်နဲ့နာကိုခေါ်တာလေယုတ်နဲ့နာနှစ်ခုစလုံးဟာလက်ကျန်မရှိအောင်နောက်ထပ်ပြန်ဖြစ်ဖို့မရလောက်အောင်ချုပ်ငိမ့်သွားတယ်နောက်ဆုံးထွက်သက်ရှိလိုက်တာနဲ့တပြိုင်နက်အနုပါရိသေတာနိဗ္ဗာန်ဥပါရိသေတာနိဗ္ဗာန်ဆိုတာကိလေသာတော့ချုပ်သွားတယ်ခန္ဓာကိုယ်ကကိလေသာရဲ့အကျိုးဆက်ခန္ဓာကြီးကကျန်နေသေးတယ်အဲ့ဒါကဥပါရိသေတာနိဗ္ဗာန်ခန္ဓာပါချုပ်သွားပြီးနောက်ဆုံးထွက်သက်ရောက်သွားပြီဆိုရင်တော့ခန္ဓာလည်းမကြံတော့ဘူးဘာမှကိုမကြံတော့ဘူးပထမကအကြောင်းတွေချုပ်တယ်ကိလေသာဆိုတာချုပ်တယ်ဒုတိယကကိလေသာရဲ့အကျိုးဖြစ်တယ်ခန္ဓာချုပ်တယ်အကြောင်းကပထမချုပ်တယ်အကျိုးကဒုတိယချုပ်တယ်အဲ့ဒီနောက်ကြတော့ဘာမရှိတော့ဘဝအဆုံးသတ်သွားပြီအဲ့လိုဆိုလို့တယ်အဲ့တော့ပုရုဇဉ်ကနေပြီးတော့သောတပန်ဖြစ်ပြောင်းသွားတယ်ဘဝအစဉ်မြင့်နေဆိုတာအဲ့ဒါပဲကိရိတာတွေကိုတားဆီးတဲ့နေတဲ့နေရာမှာကိရိတာတွေကိုဖယ်ရှားတဲ့နေရာမှာသူကအစွမ်းကုန်ဖယ်ရှားလိုက်တာအရိယာဖြစ်သွားအဲ့ဒီအရိယာဆိုတဲ့အဓိပ္ပာယ်ကကိရိတေဟိအာရကာကိရိတာမရှိတော့ကိရိတာတွေနဲ့ဝေးသွားပြီလို့ဆိုလို့လေပေါ့ဒါကြောင့်မို့အရိယာအစစ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အရိယာအစစ်ဆိုတာယဟန္တာကျမသောတာပန်မှာကိရိတာကြံသေးတယ်တဂရကမှာကိရိတာကြံနေသေးတယ်အနာဂမှာကိရိတာကြံနေသေးတယ်ယဟန္တာအစစ်ယဟန္တာဖြစ်သွားပြီဆိုရင်ကိရိတာလက်ကျန်မရှိတဲ့အရိယာအစစ်ဖြစ်သွားပြီနော်အရိယာလို့ခေါ်နေတယ်တော့ပုထုဇဉ်ကနေအရိယာဘဝကိုပြောင်းနေဆိုတာအဲ့ဒီပုံစံနဲ့ပြောင်းနေလို့မှတ်သားနိုင်ကြမှာဖြစ်တယ်ပေါ့ဒါကသုလနိဋ္ဌိတပါဠိမှာဆိုထားတဲ့ဟာကိုရှင်းပြီးတော့ဟောပြောတာနော်ဒီသောတာပန်သဂရကအနာဂတ်နဲ့ပတ်သက်ပြီးတော့ဘဝလက်ချံအဆုကွဲတာတွေရှိသေးတယ်အဲ့ဒါတွေထားလိုက်နော်နေကျင်တဲ့လူတွေနေကြပေါ့မနေကြရင်တော့အဲ့ဒါသောတာပန်ဖြစ်ရင်9ဘဝသဂရကံဆိုရင်2ဘဝအနာဂတ်ဆို1ဘဝဒါပဲပြီးပြီမြတ်စွာဘုရားကလည်းဘဝကိုညှိဝဲရမယ်ပြောထားတာအဲ့ဒါဟာတော့လုံးဝရှင်းတယ်ပေါ့နော်လုံးဝရှင်းတယ်တချို့ဘုံစင်းစမ်းဆိုပြီးတော့သောတာပန်က9ဘဝမကဘူးနတ်ပြည်တက်လို့ရှိရင်ပိုးနေလို့ရသေးတယ်လို့အရှိသေးတယ်လေနေခြင်းတဲ့လူကတွေးတာလားတော့မသိဘူးပေါ့နော်မြတ်စွာဘုရားကတော့ဘဝကိုလက်ဖြစ်တတိဘဝလေးတော့ငါဖះမချီးမွမ်းဘူးလို့ဟောထားတာပဲနော်မစင်ဟာနည်းနည်းလေးနန္တာပဲဒါကြောင့်မို့ဘဝဟာနည်းနည်းလေးပဲဖြစ်စီမကောင်းဘူးဘဝဆုံးသက်တာကောင်းတယ်လို့ဒီလိုဟောတာကိုမတန်းနိုင်ကြပြီးတော့ပုထုဇဉ်ဘဝကနေပြီးတော့အရိယဘဝသို့တိုးမြင့်နိုင်ရအောင်ကိုယ့်ရင်ထဲကကိလေသာတွေကိုတာစီဟန္တာပဲရှားဖို့ကြိုးစားရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှင်းစချအောင်ရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ရလျက်ဓမ္မသဘင်ဆင်ခြင်းပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလှူတော်ကိုပေးလှူကြပါကုန်၏တရားတော်မြတ်ကို
ရွတ်တိလေးမြတ်စွာမမတ်သားသာအာယုံထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း